ဒီမျိုးသမီးဟာတကောင်ရန်ချိန်မှသာဖွင့်တဲ့စားတောက်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူမရဲ့ဧည့်သည်တွေထဲမှာလူသားတစ်ယောက်မှမပါဝင်ပါဘူး။သူမရဲ့အမည်ကကုယုံစန်းဖြစ်ပြီးကဘာပေါ်မှာတွေ့ရခဲ့တဲ့ဝိညာဉ်အာယုံခံစားနိုင်သူတဦးဖြစ်ပါတယ်။သူမဟာဆွဲလန်းမှုတွေရှိနေတဲ့ဝိညာဉ်တွေအတွက်အရသာရှိတဲ့အစားအစာတွေနဲ့သူတို့ရဲ့အာဃာတတွေကိုဖြည့်ဖြောက်ပေးပြီးစိတ်အေးချမ်းစွာနဲ့ဘဝကူးကောင်းအောင်ကူညီပေးသူပါ။သို့တော်လည်းဒီငြိမ်းချမ်းမှုဟာလွန်ခဲ့တဲ့6နှစ်ကတည်းကကွယ်လွန်သွားခဲ့တဲ့အဖွားအိုတယောက်ကြောင့်လုံးဝပျက်စီးသွားခဲ့ပါတယ်။အဖွားအိုရဲ့ဝိညာဉ်ဟာကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးမျက်ရည်ဆက်လက်နဲ့တောင်းပန်လာပါတယ်။သူမဟာသူမရဲ့ဘဝဆက်တိုင်းစုဆောင်းခဲ့သမျှကုသိုလ်ကံတွေကိုအကုန်စွန့်လွတ်ဖို့အစဉ်သင့်ရှိနေပြီးအမျိုးသမီးအနေနဲ့သူမရဲ့ရှောင်းမိသားစုဝင်တွေကိုကယ်တင်ပေးဖို့ပဲတောင်းဆိုပါတယ်။အမှန်တော့ရှောင်းအိမ်တော်မှာမကြသေးခင်ကထူးဆန်းတဲ့အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်နေတာပါ။အိမ်တော်တွေကလူတွေဟာအကြောင်းရင်းမရှိဘဲတယောက်ပြီးတယောက်ထူးထူးဆန်းဆန်းအသက်ဆုံးရှုံးကုန်ကြပါတယ်။အမျိုးသမီးဟာအဖွားအိုရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပြီးအမှတ်သားဖြစ်တဲ့ပစ္စည်းတစ်ခုကိုယူကာရှောင်းအိမ်တော်ကိုသွားခဲ့ပေမဲ့အစီကံတွေကသူမကိုတကားဝမှာပဲတားထားပါတယ်။အကြောင်းကတော့အိမ်တော်ရဲ့အဖွားအိုဟာလွန်ခဲ့တဲ့6နှစ်ကတည်းကအသက်ဆုံးရှုံးသွားခဲ့လို့ပါပဲ။ဒါကိုကြားတော့ဝိညာဉ်အဖွားအိုကစိတ်တူပြီးလူကိုယ်တိုင်ကိုထင်ပြလိုက်ပါတယ်။အိမ်တော်ထိန်းဟာထိတ်လန့်သွားပြီးဝတ်တွားကအမျိုးသမီးကိုအိမ်ထဲကိုအမြန်ဖိတ်ခေါ်လိုက်ရပါတယ်။ဒါပေမဲ့မျိုးသမီးအိမ်ထဲခြေချလိုက်တာနဲ့ရှောင်းအိမ်တော်ရဲ့ကိုလုတ်တော်ကျမ်းမုံရဲ့အနှောက်အယှက်ကိုခံလိုက်ရပါတယ်။ဒီကောက်ကျစ်တဲ့မိန်းမဟာအမျိုးသမီးရဲ့လှပတဲ့ရုပ်ရည်ကိုမြင်တော့အိမ်ရှင်တထေးကိုမြူဆွဲမဲ့မြေခွေးမလေးလိုထင်ပြီးသူမဘာသာသူမထွက်သွားအောင်အမျိုးမျိုးနှိပ်ကုတ်ဖို့ကြံစီပါတယ်။သို့တော်လည်းအဲ့ဒီအချိန်မှာအိမ်တော်ထဲမှာရှက်လင်ရိပ်လို့ခေါ်တဲ့လျှို့ဝှက်ဆန်းပြတဲ့သခင်လေးတဲ့ရောက်ရှိနေပါတယ်။သူဟာအမျိုးသမီးရဲ့လက်ထဲကအဝိညာဉ်ရိုးနဲ့လှုပ်ထားတဲ့ထီကိုမြင်လိုက်တာနဲ့သူမဟာဝိညာဉ်အာယုံခံသူဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်။သခင်လေးရဲ့အမခံချက်ကြောင့်အမျိုးသမီးဟာရှောင်းအိမ်တော်မှာယာယီတဲခိုဝင်ရသွားပါတယ်။အမျိုးသမီးအိမ်တော်မှာရှိနေတာကိုမြင်တော့ကိုလုတ်တော်ကျမ်းမုံကမနာလိုစိတ်တွေပုံများလာပါတယ်။အစေခံမလေးကသခင်လေးရှေ့ဟာမျက်နှာတက်ခေါင်မှာအမျိုးသမီးရဲ့အခန်းထဲကထွက်လာပြီးတတိုင်းကိုကြော်ပြီးထွက်သွားတာကိုတွေ့လိုက်ရတယ်လို့သတင်းပို့ပါတယ်။ကျမ်းမုံဟာရုံညံ့တဲ့အကြံတစ်ခုရသွားပါတော့တယ်။သူမဟာသခင်လေးရှေ့ဝတ်တဲ့အဝတ်စားနဲ့တူတဲ့အဝတ်တစ်ခုကိုတညလုံးချုပ်ခိုင်းပြီးနောက်တစ်နေ့မှာအမျိုးသမီးဟာလူသားတွေကိုစားတဲ့မိစ္ဆာမပါဆိုပြီးလူပုံအလဲမှာဆွဆွဲဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့သူတို့မသိတာကအဲ့ဒီအနီရောင်ဆုံးနေတဲ့အဝတ်စားဟာအမျိုးသမီးနဲ့သခင်လေးရှေ့တို့လက်တွဲပြီးဒဏ်ရာရခဲ့လို့ကြံရစ်ခဲ့တာပါ။တစ်ချိန်တည်းမှာပဲအမျိုးသမီးဟာဒီသခင်လေးရှေ့စီကနေကုသိုလ်စွမ်းအားတွေကိုစုပ်ယူနိုင်တယ်ဆိုတာကိုပါတွေ့ရှိသွားပါတယ်။နောက်တစ်နေ့မနက်မှာတော့ကျမ်းမုံဟာအစေခံတွေကိုခေါ်ပြီးလာရောက်တောင်းကျမ်းပါတယ်။အနီရောင်ဆုံးနေတဲ့အဝတ်ကိုပြပြီးအမျိုးသမီးကသခင်လေးရှေ့ကိုရှင်းပစ်လိုက်ပြီးလို့ဆွဆွဲပါတယ်။တောင်တထေးကအရန်ဒေါသထွက်ပြီးအမျိုးသမီးကိုဖမ်းခိုင်းတဲ့အခါမှာတော့သူမကလောင်ပြုံးတစ်ချက်ပဲပြုံးလိုက်ပါပြီးသူမကလက်ညှိုးနဲ့တစ်ချက်တိုးလိုက်ယုံနဲ့ကျမ်းမုံရဲ့အစေခံမလေးပေါ်အမှန်စကားပြောအင်းကွက်တစ်ခုကြားရောက်သွားပါတယ်။နောက်တစ်စက္ကန့်မှာပဲအစေခံမလေးဟာမထိန်ချုပ်နိုင်ပဲသူတို့သခင်မနဲ့အစေခံနှစ်ယောက်အနီရောင်ဆုံးတဲ့အဝတ်ကိုအတုလုပ်ပြီးလူကောင်းကိုမနာလိုလို့လောက်ကျန်တဲ့အကြံအစီအားလုံးကိုအကုန်ဖွင့်ပြောလိုက်ပါတော့တယ်။ဒီစဉ်ပြတ်သွားတာကိုမြင်တော့ကျမ်းမုံဟာချက်ချင်းမျက်နှာပြနှမ်းသွားပါတယ်။ဒါပေမဲ့အမျိုးသမီးရဲ့တံပြန်တိုက်စစ်ကအခုမှစတာပါ။မဟာလူအားလုံးရဲ့ရှေ့မှာ9ရက်အတွင်းမှာထူးထူးဆန်းဆန်းအသက်ဆုံးရှုံးသွားတဲ့လူ3ယောက်အကြောင်းကိုတယောက်ချင်းပြောပြပါတယ်။သူတို့အားလုံးဟာမိစ္ဆာတွေကြောင့်အကြီးအကျယ်ထိတ်လန့်ပြီးအသက်ဆုံးရှုံးခဲ့တာလို့ဆိုပါတယ်။နောက်ဆုံးမှာတော့သူမဟာရှောင်းမိသားစုရဲ့အိမ်တော်ဦးစီးကိုလက်ညှိုးထိုးပြီးမင်းဟာမင်းမေရဲ့နောက်ဆုံးဆန္ဒကိုဖောက်ဖျက်ပြီးမိသားစုကိုဒုက္ခပေးမဲ့ကျမ်းမုံလိုမိမကိုအိမ်ထဲခေါ်သွင်းခဲ့တဲ့မင်းကြောင့်ရှောင်းမိသားစုမှာထိခိုက်မှုတွေဘေးဒုက္ခတွေကြုံနေရတာလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။အားလုံးရဲ့ရှေ့မှာအဆက်ကွဲသွားတဲ့ရှောင်းတထေးဟာဒေါသထွက်ပြီးအမျိုးသမီးကိုဖမ်းဆီးဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအားနည်းတဲ့အရေးတစ်ခုဟာလူအားလုံးရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်။ဒီကိုလုတ်တော်ကျမ်းမုံနောက်ွယ်မှာဘလို့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေရှိနေမလဲ။မျိုးသမီးနဲ့ရှက်လင်ကြီးတို့ကဘာတွေဆက်ဖြစ်ကြမှာလဲ။